မင်းပြစ်မင်းတန်မင်းပြစ်မင်းထန်တင့်တန်တယ်လို့ဆိုမင်းရဲ့ပြစ်ဒဏ်ရှားဆိုးပြီးထိတတ်တယ်လို့ဆိုယောဂဝေဒနာကြမ်းတမ်းတဲ့ခံရခက်တဲ့ပြင်းထန်တဲ့ယောဂဝေဒနာတစ်မျိုးမျိုးကိုခံစားရတတ်တယ်ဒီဘဝတွေမှာယောဂဖြစ်လာပြင်းထန်တဲ့ယောဂဝေဒနာဘယ်လိုဟာတော့ဆိုလို့ရှိရင်သူကခေါင်းကိုက်တာတို့ဘိုင်းနာရာတို့အစားပြီးတော့အမလေးလူလေးခံရခဲ့တဲ့ဝေဒနာမျိုးတစ်မျိုးမျိုးဖြစ်လာတတ်တယ်ခဏပြင်းထန်တဲ့ယောဂဝေဒနာကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတတ်တယ်တဲ့ဒါတစ်ခုအဲ့တော့မပြင်းမှားတတ်တဲ့ပုဂ္ဂိုလ်တော့ပြင်းမှားလို့ရှိရင်ကိုယ်မှာယောဂရလာတတ်တယ်လို့ဆိုလို့ပဲနော်ပြင်းထန်တဲ့ယောဂဝေဒနာမျိုးရလာတတ်တယ်နောက်တစ်ခုကဘာလို့ဆိုဇာနေဆုံးရှုံးမှုပင်မဘာမှရှာဖွေထားတဲ့ကိုယ့်ရဲ့ပစ္စည်းတွေဟာဆုံးရှုံးမှုနဲ့ကြုံရတတ်တယ်ပျောက်တယ်ဆုံးရှုံးတယ်ပြက်တယ်အသိမ်းခံရတယ်အလူခံရတယ်တမိုးချီတဲ့ပစ္စည်းတွေပါသွားတယ်ပင်ဘာမှရှာထားလို့ရတဲ့ပစ္စည်းတွေဟာလက်လွတ်ဆုံးရှုံးသွားနိုင်တယ်အဲ့ဒါဒုတိယပြစ်ဒဏ်ပဲပထမပြစ်ဒဏ်ကပြင်းပြင်းထန်ထန်ယောဂရတတ်တယ်ဒုတိယကကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာပျက်စီးဆုံးရှုံးမှုနဲ့ကြုံရတတ်တယ်တတိယကဘာလို့ဆိုလို့ရှိရင်သရိရတ္တသဖိဒနံကိုယ့်ရဲ့ခန္ဓာကိုယ်မှာတဲ့လက်ကျိုးတာတို့ခြေကျိုးတာတို့မျက်စိထိခိုက်တာတို့လက်ဖြတ်ခံရတာတို့ခြေတော့ဖြတ်ခံရတာတို့ကိုယ်ရင်ကစိတ်ပိုင်းတွေတခုပြတ်တောက်ခံရတာအဲ့လိုဒုက္ခမျိုးထိအောင်ခံစားရတတ်တယ်သရိရတ္တသပေရဏလက်ဖြတ်ခံရတယ်ခြေတော့ဖြတ်ခံရတယ်ဘာလို့ပဲဖြစ်ဖြစ်နော်တခုဒုက္ခရောက်တတ်တယ်လို့ဆိုလို့ပြစ်မှားလို့ရှိရင်အဲ့ဒီလက်ဖြတ်ခြင်းခြေဖြတ်ခြင်းနော်ကိုယ်ခန္ဓာကိုယ်အစိတ်ပိုင်းနေဖြတ်တောက်ခံရတတ်တယ်အဲ့ဒါကနံပါတ်3ထမ်းဆယ်ပါတဲ့ကနံပါတ်3အပြစ်ဒဏ်တစ်ခုနောက်တစ်ခုကကရုကံဝါပိအာဘာဒံ